ခင်ဗျားတို့သိကြလားရန်ကုန်မြို့မှာအမျိုးသားပြတိုက်ထဲမှာပြသထားတဲ့ဓာတ်ပုံဟောင်းတစ်ပုံရှိ1890ပြည့်နှစ်ကရွှေဒဂုံစေတီတော်မြတ်ကြီးရဲ့ပုံပါကိုလိုနီခေတ်ရန်ကုန်မြို့ပေါ့အပြင်မှာလူအုပ်ကြီးရဲ့စုဝေးနေကြတာဒီပုံကပြတိုက်ထဲမှာရှိနေတာဆယ်စုနှစ်ချီနေပါလူသိန်းပေါင်းများစွာလည်းကြီးခဲ့ပူပါတယ်ဒါပေမဲ့2019ကျမှလာလေတဲ့သူတယောက်ကအဲ့ဒီဓာတ်ပုံထဲမှာဘယ်သူမှသတိမထားမိတဲ့အရာတစ်ခုသတိထားမိသွားပါတယ်လူအုပ်ထဲကလူတယောက်လူတွေနဲ့နည်းနည်းခွာရက်နေဖះကိုကြည့်မနေဘူးကင်မရာကိုတဲ့စိုက်ကြည့်နေပြီးတော့1890ခုနှစ်တော့ကဘာပေါ်မှာလုံးဝမရှိသေးတဲ့ယနေ့ခေတ်ယခုခေတ်ပေါ်ဝယ်စားတဲ့ဝယ်ထားပါရှော့နာမည်တော့ခိုင်ပါဒါတော့ကျွန်တော်ရဲ့ TikTok ခေါင်းဒီအကြောင်းကိုပြတိုက်ဘက်ကဖြည့်ရှင်းချက်ထုတ်ဖို့ပါဒါပေမဲ့ကျွန်တော်လုံးဝမယုံပါဘူးကျွန်တော်အမှန်တရားကိုပြောပြပေးပါမယ်အဲ့ဒီလက်ပုံကအစစ်အမှန်ပါဒီကာလာကိုအချိန်ချင်းစစ်ဆေးပြီးသား1890ခုနှစ်ကရိုက်ခဲ့တာအမှန်ပါပဲရင်းစရာမရှိပါဘူးခေတ်ပေါ်အင်းကြီးဝယ်ထားတဲ့သူကအမျိုးသမီးတယောက်လူအုပ်ရဲ့ညာဘက်နားမှာရက်နေတာသူဝယ်ထားတာက1960ပြည့်နှစ်တွေမှာစတင်ပေါ်မဲ့ခေတ်ပေါ်လုံးကြီးဒီဇိုင်းဖြစ်နေပါတယ်ပြတိုက်ရဲ့တရားဝင်ဖြည့်ရှင်းချက်ကတော့ဓာတ်ပုံရဲ့စက္ကန့်ရဲ့အလင်းပြန်မှုကြောင့်အဝတ်စားပုံစံပြောင်းသွားတာဆိုပြီးတော့ဖြည့်ရှင်းထားပါတယ်ဒါနဲ့အထည်အလိပ်သမိုင်းပညာရှင်3ယောက်ကိုတီးခြားစီစစ်ဆေးခိုင်းခဲ့ပါတယ်3ယောက်လုံးကတော့ပြောပါတယ်ဒါကတော့အလင်းပြန်တာမဟုတ်ပါဘူးဒါကအဝတ်စားအစ်စ်ဖြစ်ပါတယ်ဒီတော့ကအခုဒီပြတိုက်ထဲမှာရှိနေတော့မှာပဲအဲ့ဒီမျိုးသမီးကလည်းရှိနေတော့မှာပဲသူတို့ကအဲ့ပုံမဖြုတ်ပြပါဘူးခမ ्या အခုသွားကြည့်ရင်တော့မြင်ရပါလိမ့်မယ်ကျွန်တော်ခမ ्या တို့ကိုအမျိုးသားပြတိုက်ကိုသွားစီချင်ပါတယ်အဲ့ဒီဓာတ်ပုံကိုရှာပြီးတော့လူအုပ်ရဲ့ညာဘက်ကအမျိုးသမီးကိုတေချာကြည့်ပါပြီးရင်ဒီကိုပြန်လာပြီးတော့ခုံးမမပြောခဲ့ပြီပါအလင်းပြန်လာလားဒါမှမဟုတ်အမြင်ပဲမှားနေရလားဆိုတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်သွားကြည့်ခဲ့ပြီပါခမ ्या တို့တေချာကြည့်ရင်သိရပါလိမ့်မယ်သူမကကင်မရာကိုပြန်ပြီးတော့စိုက်ကြည့်နေရပါခမ ्या တို့ကပထမအဆုံးလူတွေမဟုတ်ဘူးဆိုတော့ပေါ့ကျွန်တော်နာမည်တော့ခိုင်ပါကျွန်တော်ရဲ့ TikTok အကောင့်လေးကိုလည်း follow လုပ်ထားပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်